ဒီနေ့မှာတော့ Arsenal နဲ့ကျွန်တော် Manchester United တို့ရဲ့ Premier League Round 23ပွဲစဉ်ကိုကျွန်တော်ဘောလုံးပွဲကြည့်မှာဖြစ်ပါတယ် Declan Rice ပြည်တော်ကန်နေထားသေးတယ်ခေါင်းကုန်းလိုက်ထားအိုးရောင်ကြီးတော်သေးလားရောင်ကြီးလမန်စ်ကောင်းသွားတာရောင်ကြီးပြောဆိုရင်လာခဲ့ပြီမြရှုပ်ဖြစ်တယ်မပေးထားသေးတယ်ကောင်းတယ်ဒိုကူနိုင်အော်မရသေးဘူးမပြီးသေးဘူးဆာကာခြေထဲမှာပဲဆာကာရှုပ်ပေးထားသေးတယ်အိုဒီကအာဂိုးပြီဟဲ့အောင်ကြီးဘလူးကြီးတွေတော့လူကြီးတွေတော့ဟာโอเคရပြီဘရူဖန်နက်ဒက်ရှီကိုထိုးပေးထားသေးတယ်အမမပြေးစမ်းအမမပြေးနောက်မှာပါတယ်မြေကောင်တွေအများကြီးပဲနော်โอเคကောင်းသေးတယ်ဘရူဖန်နက်အိုးအမမမားလာဒီကွာဟိုကောင်ကမင်းဘလူးကြီးဘေးဆိုင်ကြီးနဲ့ဘလူးလုကန်ရမှာတော့အမမကโอเคငါတို့ရမှာအမွဲမို့โอเคနိုင်ငါတို့ရတယ်โอเคအော်ကောင်းတယ်ဟောင်ကြီးတော်စည်းတာပေါ့ကွာမင်းဟိုကောင်တွေမှားမှာပဲငါတို့ရတာပါဩငါတို့ဟိုကောင်တွေမှားမှာပဲရတာပါဩအော်ဟောင်တူးတယ်တူးနှစ်ကိုးတွေငါမှားပြင်ကုန်တာဟောင်ကြီးအမကောင်းတယ်အဲ့လိုဖြစ်နေရမှာအဲ့လိုကိုမင်း finishing ပိုင်းအဲ့လိုဖြစ်နေရမှာကွာသိလားချက်ချင်းမထည့်ဘဲနဲ့ဂိုးသမားကိုတစ်ချက်ဖိတ်ပြီးထည့်ရတယ်အဲ့လိုဖြစ်နေရမှာမာတီနက်စ်ကိုပေးထားသေးတယ်မာတီနက်စ်ဒိုကူရထားသေးတယ်ဒိုကူဘရူနိုဖာနန်ဒက်စ်ဒိုကူဘရူနိုဖာနန်ဒက်ဒိုကူအိုးတောင်းနေကျင်းတဲ့ကိုကျင်းကနေပဲဟျောက်ကြီးဒိုကူပြင်မမိတာရှိရင်တောင်းမှမှာတယ်ကွာကောင်းလိုက်တာကွာကြီးကြီးဒိုကူနှစ်ယောက်တည်းမင်းအဲ့ဒါပြောတာမင်းဖက်နဲ့အဲ့ဒီရိုက်ဝမ်းသူးလိုက်ရိုက်သွားမယ်ဒီကောင်တွေဘာမှလုပ်မရဘူးကောင်းလိုက်တာကွာဟဲ့အောင်ဒိုကူကောင်းကျဲဟဲ့အောင်ကြီးကြီးကြီးဟာမင်းတောင်းနေကိုကြောင်ကြီးမင်းပိမ့်နဲ့တော့သွားလိုက်သေးတယ်ဟဲ့ဟုတ်တယ်ဟဲ့အောင်ကြီးစကာပဲစကာလန်ကန်သားသေးတယ်အိုးတော်သေးတာပေါ့ကွာတော်သေးတာဟဲ့အောင်ကြီးမထင်မှတ်ထားဘူးဟဲ့အောင်ကြီးတကယ်ကြီးမထင်ထားတာအဲ့လုံးကြီးတောင်းကမော်တွေကြောက်ရတယ်ဟေးလုံးကြပါကွာတောင်းကမော်တွေကအာဆင်နယ်တောင်းကမော်ကန်နေထားသေးတယ်ဝဲကိုကြတာဟဲ့အောင်ကြီးသွားပြီကိုးပြီလားမကိုးဘူးမလားကိုးပြီဟျောင်းကြီးတောင်းကမောတွေကိုငါအဲ့ဒါကြီးကြောက်တာကောင်းနေတောင်းကမောတွေဒါအန်နေများတယ်ကွာငါလီးတမနေโอเคငါတို့ရပြီကွန်ညာပဲခြေထဲမှာပဲကွန်ညာကိုဝီမိန်နူရထားသေးတယ်ဘရူနိုဖာနန်ဒက်စ်ကွန်ညာလက်ထည့်ထားတယ်အိုးကွန်ညာကောင်းလိုက်တယ်ကိုကွန်ညာဟဲ့ဘာပြောလဲလောက်ပါအောင်ကွန်ညာကြည့်လိုက်အောင်ဟဲ့အောင်ကြီးကွန်ညာမင်းကွာအဝေးကြီးဟဲ့အောင်ကြီးဒေါင်းနေချင်းတွေကိုကွန်ညာရေးကောင်းလိုက်တယ်ကစ်ကွန်ညာရေးမင်းဒီနေ့ဂိုးတွေကိုကြည့်လိုက်အောင်ဟဲ့အောင် finishing ကိုကြည့်လိုက်အောင်မင်း9မိနစ်လောက်တော့ပြောခွင့်ပေးလိုက်ပါအောင်ဟိုကောင်တွေကို9မိနစ်လောက်အဝဲခွင့်ပေးလိုက်ပါအောင်ကွန်ညာရေးဟဲ့အောင်ကြီးကစ်ကြီးကိုကြည့်ပါအောင်ကွာဒါမျိုးကြီးဝေ့လာတာမင်းကားပြီးလာတာမင်းကွန်ညာကြည့်နေပဲမင်းချက်ချင်းသွင်းတာဟဲ့အောင်ကြီးချက်ချင်းသွင်းတာ69မိနစ်ရှိနေပြီလေကွာဒိုင်လူကြီးလောက်ပါကွာ Yes Manchester United Yes 3-2 နဲ့နိုင်သွားပြီ Yes အကုန်လုံးကောင်းတယ်ဒီပွဲကအကုန်လုံးကောင်းတယ်ဘာမှပြပြောကြမလို့အကုန်ကောင်းတယ်ငါတို့ကစားပွဲတဲမရတာတခုပဲကွာသိလားငါတို့ကစားပွဲတဲမရတာလဲတကယ်ကိုဒီအာဆင်နယ်မှာကြစ်လက်မှာကြောတဲ့ဒီခန်းစစ်ဒီနောက်တန်းရောအလဲတန်းရောရှေ့တန်းရောမှာဒီကြစ်လက်တဲ့ဒီကစားပုံကြောင့်ငါတို့မှဘလုံးမကိုဒီကစားကွက်ကဆင်းမရဘူးကစားကွက်ဆင်းမရတဲ့ဂျားတွေကမှဒီရတဲ့အလုံးတွေကိုရတယ်လို့ဒီအသုံးချပြီးတော့အပိုင်ခွင့်ရေးဆိုပြီးတိတ်ကိုမရှိလိုက်ဘူးကွာသိလားငါတို့မှရှုံတာခဲ့3-4ချိန်ပဲရတယ်3-4ချိန်ကိုအကောင်းမွန်ဆုံးနဲ့ကိုအဆုံးသက်ပြီး finishing ကောင်းနဲ့ကိုလုတ်ပြသွားတာတော်ကြီးကိုအသင်းအတွက်ကောင်းတယ်ဆိုတဲ့ဒီအချက်ပဲကွာသိလားရင်းနေတော့တုံနေကွာမင်းသိလားကျေးဇူးတင်ပါတယ်တသင်းသားလုံးကိုကျေးဇူးတင်တာဟဲ့အောင်တသင်းသားလုံးကိုကျေးဇူးတင်တာ Manchester United ကတော့ကျွန်တော်3-2ဆွဲရလိုက်နေပဲကျွန်တော်အနိုင်ယူပြီးတော့ပဲပွဲကိုအဆုံးသက်သွားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မောရတာကွာငါချိ